မျိုးသားချင်းထောက်ပံ့သည့်ကရင်နှစ်ချင်းခရစ်ယာန်သာသနာပြုအသင်းကြီး၏အသင်းချုပ်ဓမ္မဆရာအဖွဲ့တင်ပြခြင်းအမျိုးသားချင်းထောက်ပံ့သည့်ကရင်နှစ်ချင်းခရစ်ယာန်သာသနာပြုအသင်းကြီး၏နှစ်တရာပြည့်သောရာပြည့်ချီးမွမ်းခြင်းအစီအစဉ်တွင်အသင်းချုပ်ဓမ္မဆရာအဖွဲ့မှအသင်းချုပ်ဓမ္မဆရာအဖွဲ့၏နှစ်တရာအတွင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုတင်ပြခွင့်ရရှိသည့်အတွက်ဘုရားရှင်၏ဂုဏ်ကျေးဇူးတော်ပေါင်းကိုချီးမွမ်းမိပါတယ်။တင်ပြခွင့်ကိုပေးသောအသင်းချုပ်ဥက္ကဋ္ဌကြီးနှင့်တကွရာပြည့်ဂျူဘလီအစီအစဉ်ရေးဆွဲရေးကော်မတီများကြည့်ရှုအားပေးလျက်ရှိသောရာပြည့်ဂျူဘလီအစီအစဉ်သို့ကြွရောက်လာကြသောသာသနာနယ်6နယ်မှအသင်းသူအသင်းသားများနှင့်ဧည့်သည်တော်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိကြောင်းရှေးဥစွာဖော်ပြလိုပါတယ်။အသင်းချုပ်ဓမ္မဆရာအဖွဲ့၏သမိုင်းကြောင်းကိုရှေးဥစွာဓမ္မတင်ပြလိုပါတယ်။မျိုးသားချင်းထောက်ပံ့သည့်ကရင်နှစ်ချင်းခရစ်ယာန်သာသနာပြုအသင်းကို1912ခုနှစ်မှစတင်ဖွဲ့စည်းတည်ထောင်ခဲ့စဉ်ကပင်ဓမ္မအမှုတော်ဆောင်ကြီးများဖြစ်သောဆရာဆရာမတို့သည်အသင်းချုပ်၏သာသနာလုပ်ငန်းများတွင်ရှေ့တန်းမှဆက်ကပ်ပါဝင်ခဲ့ကြပါသည်အသင်းတော်အသီးသီးသာသနာနယ်အသီးသီးတို့၏သာသနာလုပ်ငန်းများကိုကြာရာအခန်းကဏ္ဍမှရှိသည့်အစွမ်းစားတို့ဖြင့်ဟိုကြိုးစွန့်၍လှုပ်ဆောင်ခဲ့ကြပါသည်အနည်းငယ်သောဓမ္မအမှုတော်ဆောင်များသည်အင်းစိန်ရန်ကုန်ကျမ်းစာကျောင်းများတွင်အောင်မြင်ခဲ့ကြပါသည်အချို့တို့မှာအဘိုးဆရာဝန်ကြီးထံမှဓမ္မပညာရများကိုလေ့လာစီးပူးခဲ့ကြပါသည်အများစုမှာဓမ္မပညာရများကိုလေ့လာစီးပူးခဲ့ရခြင်းမရှိခဲ့ပါသို့ဖြစ်ပါ၍အသင်းချုပ်၏သာသနာလုပ်ငန်းများသည်ထူးထူးခြားခြားမရှိခဲ့ဘဲအသင်းတော်ကိုသာအခြေပြု၍သာသနာလုပ်ငန်းတို့ကိုလှုပ်ဆောင်ခဲ့ကြပါသည်အသင်းချုပ်၏25နှစ်မြောက်ငွေရတုဂျူဘလီကိုဖတို့အသင်းတော်တွင်1936ခုနှစ်ဧပြီလ2ရက်မှ4ရက်အထိကျင်းပခဲ့ပါသည်ထို့သောကျင်းပခဲ့ရာတွင်ဓမ္မအမှုတော်ဆောင်ကြီးများဖြစ်သောအဘိုးဆရာဝန်ကြီးဥက္ကဋ္ဌဆရာတော်ထွန်းလှအတွင်းရင်မှုဆရာဥပတောင်းဆရာတော်အေးမော့စ်ဖိုးကေဆရာစံလင်းဆရာဆက်ပန်းဆရာစံအေးဆရာဖိုးချောင်းဆရာအောင်ဘဆရာစံညွန့်ဆရာစန်းရင်ဆရာထွန်းရင်ဆရာဖိုးဘိုဆရာတန်ဇန်ဆရာပန်းဆရာမဲဆရာထွန်းရှိန်ဆရာအောဆရာကိုနုဆရာယာဝင်းဆရာအောင်ဖေဆရာအောင်ဒူးဆရာထူးညိုဆရာဗလဆရာစိန်ဟန်တို့မှဥဆောင်ပါဝင်ခဲ့ကြပါသည်1959ခုနှစ်တွင်ဓမ္မအမှုတော်ဆောင်များကိုပြုစုပျိုးထောင်မွေးထုတ်ပေးခဲ့သောလက်ဦးဆရာဘိုးဆရာဝန်ကြီးသည်ဘုန်းတော်ဝင်စားသွားပါသည်သားဖြစ်သူဆရာတော်အေးမော့စ်ဖိုးကေမှအသင်းချုပ်၏သာသနာလုပ်ငန်းများကိုဆက်လက်၍ဦးဆောင်ခဲ့ပါသည်အသင်းချုပ်၏နှစ်90ပြည့်ရွှေရတုဂျူဘလီကိုဖတို့အသင်းတော်တွင်1962ခုနှစ်၌ကျင်းပခဲ့ရာတွင်ဦးဆောင်ပါဝင်ခဲ့သောဓမ္မအမှုတော်ဆောင်ကြီးများမှာဆရာတော်အေးမော့စ်ဖိုးကေဥက္ကဋ္ဌဆရာတော်မန်းလွင်ဒုဥက္ကဋ္ဌဘိုးကြီးကျောင်းအတွင်းရင်မှုဆရာတော်ဆမ်ဆန်ဒုအတွင်းရင်မှုတို့ဖြစ်ကြပါသည်ဆရာတော်အေးမော့စ်ဖိုးကေဦးဆောင်ခဲ့သောအချိန်တွင်အသင်းချုပ်သာသနာလုပ်ငန်းများကိုထိရောက်စွာပိုမို၍လှုပ်ဆောင်နိုင်ရန်သာသနာနယ်6နယ်ကိုခွဲဝေသတ်မှတ်ဖွဲ့စည်းပေးခဲ့ပါသည်10ပါးမြောက်မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ MCC ၏အသင်းဝင်ဖြစ်အောင်ဆက်သွယ်ဆောင်ရွက်ပေးခဲ့ပါသည်1964ခုနှစ်တွင်
နိုင်ငံတော်၏ဖွဲ့စည်းပုံနှင့်စီလျော်သောအမျိုးသားချင်းထောက်ပံ့သည့်ကရင်နှစ်ချင်းခရစ်ယာန်သာသနာပြုအသင်းအမည်ကိုမှတ်ပုံတင်ရန်တွင်လည်းဦးဆောင်ပါဝင်ပေးခဲ့ပါသည်တွန်တေးကျမ်းစာကြောင်းယခုအဘိုးဒေါက်တာ R.L. ဖိုးကေအောက်မေ့ပွဲရာတမန်ကျမ်းစာသင်ကျောင်းဤလုပ်ငန်းများကို1982ခုနှစ်မှ2004ခုနှစ်အထိလှုပ်ဆောင်ခဲ့ရာတွင်ဦးဆောင်ပါဝင်ခဲ့သောဓမ္မအမှုတော်ဆောင်ကြီးများမှာဆရာတော်ကေဖဆရာတော်ဆမ်ဆန်ဆရာတော်တင်ညွတ်ဆရာမနန့်သင်ဆရာမဖောရှာဆရာမနော်ကျူးဆရာတော်ထွန်းကုန်ကြီးဆရာတော်မန်းဘတ်ခင်ဆရာတော်ကြာလဆရာတော်အောင်ငွေနှင့်ဆရာကောအေဒိုတို့ဖြစ်ကြပါသည်အသင်းချုပ်သာသနာလုပ်ငန်းများကိုထိရောက်စွာပုံမူ၍လှုပ်ဆောင်နိုင်ရန်သာသနာနယ်6နယ်ကိုခွဲဝေတတ်မှတ်ဖွဲ့စည်းပေးခဲ့ပါသည်ဘိုးဆရာတော်ထွန်းကုန်ကြီးကျောင်းအုပ်အဖြစ်တာဝန်ယူခဲ့သော2004ခုနှစ်မှစ၍ကျမ်းစာကျောင်း၏လုပ်ငန်းများခိုင်ခိုင်မာမာရပ်တည်လာနိုင်ပါသည်2005ခုနှစ်မှ2009ခုနှစ်တွင်ဆရာတော်လောအေ2009ခုနှစ်မှယခုအချိန်တွင်ဆရာစောဆာမူးကြီးတို့မှကျောင်းအုပ်အဖြစ်တာဝန်ထမ်းဆောင်ကြသောအခါကျမ်းစာကျောင်း၏လုပ်ငန်းများပုံမူ၍တိုးတက်ပြောင်းလဲအောင်မြင်လာသည်ကိုတွေ့ရှိရပါသည်အသင်းချုပ်၏85နှစ်မြောက်စိန်တုဂျူဘလီကိုဖရိုအသင်းတော်တွင်ဆက်လက်ကျင်းပခဲ့ရာ၌ဥဆောင်ပါဝင်ခဲ့ကြသောဓမ္မအမှုတော်ဆောင်ကြီးများမှာဆရာတော်မန်းဘတ်ခင်ဥက္ကဋ္ဌဆရာတော်ဣဇက်ဒုဥက္ကဋ္ဌဆရာတော်ထွန်းကုန်ကြီးအထွေထွေအတွင်းရင်မှုဆရာဟာရီလူငယ်ကြိုးစားခြင်းအဖွဲ့ဆရာမအားခုဆရာမပွေထူရီအမျိုးသမီးအဖွဲ့ဆရာတော်မန်းလွင်ဆရာတော်ဂျစ်ဘာဒူဓမ္မဆရာအဖွဲ့ဆရာတော်စောမူဆရာရောဘတ်တင်အိုဓမ္မပညာအဖွဲ့ဆရာတော်အောင်ပြေစံအေတအဖွဲ့ဆရာတော်ဆမ်ဆန်ခရိယန်အိမ်တော်အဖွဲ့တို့ဖြစ်ကြပါသည်စိန်တုဂျူဘလီတွင်ဖရိုအသင်းတော်မှတင်းအုပ်ဆရာဖြစ်သောဆရာတာမလာကိုလက်တင်ပေးခဲ့ပါသည်အသင်းချုပ်ဓမ္မဆရာအဖွဲ့ကိုစိန်တုဂျူဘလီမတိုင်မီတွင်စတင်ဖွဲ့စည်းခဲ့တော်လဲစိန်တုဂျူဘလီနောက်ပိုင်းတွင်မှလုပ်ငန်းများဖွဲ့စည်းပုံများကိုတိတိကျကျတိုးမြင့်၍လှုပ်ဆောင်လာနိုင်ပါသည်သာသနာနယ်6နယ်၏ဓမ္မဆရာအဖွဲ့များကိုလည်း1990ခုနှစ်မှစ၍စနစ်တကျဖွဲ့စည်းကာလုပ်ငန်းများကိုတိုးချဲ့၍လှုပ်ဆောင်လာကြပါသည်သာသနာနယ်အလိုက်ခုနှစ်အလိုက်သာသနာနယ်တို့၏ဓမ္မဆရာကော်မတီဝင်များကိုအောက်ပါအတိုင်းဖော်ပြလိုပါသည်ဖရိုသာသနာနယ်1990မှ1994ခုနှစ်ဓမ္မဆရာဥက္ကဋ္ဌဆရာတော်မောရိုအတွင်းရင်မူဆရာတော်အဆာ1995ခုနှစ်မှ1999ဥက္ကဋ္ဌဆရာတော်တာမလာအတွင်းရင်မူဆရာတော်အဆာ1998မှ2000ခုနှစ်ဥက္ကဋ္ဌဆရာတော်မောရိုအတွင်းရင်မူဆရာအိုခု2001ခုနှစ်မှ2004ခုနှစ်ဥက္ကဋ္ဌဆရာတော်မောရိုအတွင်းရင်မူဆရာမေလ်တာ2005မှ2008ခုနှစ်ဥက္ကဋ္ဌဆရာတော်မောရိုအတွင်းရင်မူဆရာရှိရှို2009ခုနှစ်မှ2012ခုနှစ်ဥက္ကဋ္ဌဆရာတော်အောင်မြိုင်အတွင်းရင်မူဆရာအမွီမညာတက္ကသာသနာနယ်1990မှ2001အထိဓမ္မဆရာဥက္ကဋ္ဌဆရာတော်အောင်ငွေအတွင်းရင်မူဆရာတော်ဆမ်ဆန်2002မှ2005ခုနှစ်အထိဥက္ကဋ္ဌဆရာတော်ဂျိုးဆက်ကြီးအတွင်းရင်မူဆရာတော်အိုက်ဇက်ဖေ2006ခုနှစ်မှ2009ခုနှစ်ဥက္ကဋ္ဌဆရာတော်ပီတာအတွင်းရင်မူဆရာတော်မိုးကျော်2009ခုနှစ်မှ2012ခုနှစ်ဥက္ကဋ္ဌဆရာတော်အောင်ငွေအတွင်းရင်မူဆရာတော်မိုးကျော်ပန်းတနော်သာသနာနယ်1992ခုနှစ်မှ2002ခုနှစ်အထိဓ
ဓမ္မဆရာဥက္ကဋ္ဌဆရာတော်စီစီအတွင်းရေးမှူးဆရာတော်မန်းတန်းဖေ2002ခုနှစ်မှ2004ခုနှစ်ဥက္ကဋ္ဌဆရာတော်မန်းဝင်းလိုင်အတွင်းရေးမှူးဆရာတော်မန်းတန်းဖေ2005ခုနှစ်မှ2008ခုနှစ်အထိဓမ္မဆရာဥက္ကဋ္ဌဆရာတော်မန်းဝင်းလိုင်အတွင်းရေးမှူးဆရာတော်မူးလ2009ခုနှစ်မှ2012ခုနှစ်ဥက္ကဋ္ဌဆရာတော်မန်းဝင်းလိုင်အတွင်းရေးမှူးဆရာမန်းကြည်မြင့်ပသိမ်ဟင်္ဒရသာသနာနယ်1998ခုနှစ်မှ2009ခုနှစ်အထိဓမ္မဆရာဥက္ကဋ္ဌဆရာတော်မန်းစံသိန်းအတွင်းရေးမှူးဆရာတော်ဒဲနီယယ်2008ခုနှစ်မှ2012ခုနှစ်အထိဥက္ကဋ္ဌဆရာတော်မန်းစံချိန်အတွင်းရေးမှူးဆရာလာရှိရန်ကုန်မော်ဘီတာယာဝတီသာသနာနယ်2005ခုနှစ်မှ2008ခုနှစ်အထိဓမ္မဆရာဥက္ကဋ္ဌဆရာတော်ဘောနီယိုအတွင်းရေးမှူးဆရာစောတောင်းကြည်2009ခုနှစ်မှ2012ခုနှစ်အထိဓမ္မဆရာဥက္ကဋ္ဌဆရာတော်ထွန်းထွန်းလင်းအတွင်းရေးမှူးဆရာတော်ရှိဂရိတ်ဖြာပုံမြောင်းမြသာသနာနယ်2005ခုနှစ်မှ2008ခုနှစ်ဓမ္မဆရာဥက္ကဋ္ဌဆရာတော်ထူးလိုအတွင်းရေးမှူးဆရာတော်ဝင်းထိန်2009ခုနှစ်မှ2012ခုနှစ်အထိဓမ္မဆရာဥက္ကဋ္ဌဆရာနေမူအတွင်းရေးမှူးဆရာရှားလင်မှုတို့ဖြစ်ကြပါသည်အသင်းချုပ်ဓမ္မဆရာအဖွဲ့၏ပုံမှန်လှုပ်ဆောင်လျက်ရှိသောလုပ်ငန်းများမှာ1အသင်းချုပ်သာသနာနယ်အသင်းတော်၏အစီအစဉ်များ2နှစ်ချင်းမင်္ဂလာပွဲတော်မင်္ဂလာထိမ်းများမင်္ဂလာဇာပနဝတ်လက်တင်ပေးခြင်းဗိမာန်တော်အနုမောဒနာပြုခြင်းသင်းအုပ်ဆရာတင်မြောက်ခြင်းဆက်ကခြင်းဆိုင်ရာအစီအစဉ်များ3ဓမ္မဆရာနယ်လက်ခြင်း4အသင်းချုပ်ဓမ္မဆရာအာသစ်လောင်းသင်တန်းသာသနာနယ်သင်တန်းအသင်းတော်တွင်သင်တန်း5ဓမ္မဆရာနေ့အစီအစဉ်6ရာပြည့်အထိမ်းမှဒေသနာပေါင်းချုပ်တရားဟောခြင်းစာအုပ်ထုတ်ဝေခြင်း9ဓမ္မဆရာကကိုင်ဆောင်သောဓမ္မအမှုတော်ဆောင်ပေါင်းမှာ150ကျော်ရှိပါသည်နှစ်တရာတွင်ဓမ္မအမှုတော်မြတ်တွင်ထူးချွန်ပြောင်ပြောက်စွာဆက်ကလှုပ်ဆောင်ခဲ့သောဓမ္မအမှုတော်ဆောင်ကြီးများအားဂုဏ်ပြုသောအားဖြင့်အမှုတော်ဆောင်အဘိုးဆရာတော်ကိုဦးအကြောင်းကိုအကျဉ်းချုပ်၍ဖော်ပြသွားပါမည်ပထမဦးဆုံးတင်ပြလိုသောဘိုးဆရာတော်ကြီးမှာမြို့သားချင်းထောက်ပံ့သည့်ကရင်နှင့်ချင်းခရစ်ယာန်သာသနာပြုသင်ကြီး၏ပထမဦးဆုံးဥက္ကဋ္ဌဖြစ်သောသိက္ခာတော်ရဒေါက်တာ R.L. ဖိုးခေအကြောင်းဖြစ်ပါတယ်အဘိုးဆရာဝန်ကြီးဟာပထမဦးဆုံးသောအမျိုးသားချင်းထောက်ပံ့သည့်ကရင်နှင့်ချင်းခရစ်ယာန်သာသနာပြုအသင်းချုပ်ကြီး၏ဥက္ကဋ္ဌကြီးဖြစ်ပါတယ်1859ခုနှစ်မေလ24ရက်နေ့မှာမိဘများဖြစ်သောဥတာတွန်းဒေါ်ဂုံတို့မှဝေးဖွားလာခဲ့ပါတယ်1880ခုနှစ်မှာအိန္ဒြိယပြည်ကလကတ္တာကိုသွားရောက်ပြီးဆေးပညာကိုစီးပူးလေ့လာခဲ့ပါတယ်1884ခုနှစ်မှာဆ ्याम နော်မာရီယာနှင့်အိမ်တောင်ပြုခဲ့ပြီးသားသမီး၄ဦးထွန်းကားခဲ့ပါတယ်ဆရာဝန်ဘွဲ့ကိုရရှိပြီးရန်ကုန်မန္တလေးတောင်ငူမိုးကောင်းစကိုင်းဖြာပုံအစရှိတဲ့မြို့တွေရဲ့ဆေးရုံကြီးတွေမှာနိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ရပါတယ်1906ခုနှစ်မှာမျက်စိဝေဒနာကြောင့်ငြိမ်းစားယူခဲ့ပြီးမိမိ၏အိမ်၌ပင်ဆေးခန်းကိုဖွင့်ကာသာသနာလုပ်ငန်းကိုလည်းတွဲဖက်၍စတင်လှုပ်ဆောင်ခဲ့ပါတယ်ဓမ္မအမှုတော်များအတွက်စိတ်အားထက်သန်သူများကိုဆေးပညာနှင့်တမန်ကျမ်းစာတို့ကိုသင်ကြားပို့ချပေးပါတယ်အသင်းချုပ်၏တမိုင်းဥကာလသာသနာလုပ်ငန်းအတွက်လိုအပ်သောဓမ္မအမှုတော်ဆောင်များကိုပြုစုပျိုးထောင်မွေးထုတ်ပေးခဲ့ပါတယ်စစ်ဘေးဒဏ်ကြားမှခက်ခဲသောသာသနာခီးချမ်းကိုတက်ဆွန့်ဆံပြားဆက်ကလှုပ်ရှားကြိုးစားလှုပ်ဆောင်ခဲ့သောအသင်းချုပ်ကြီး၏ပထမဦးဆုံးသောဥက္ကဋ္ဌကြီးသည်9ရက်တလ1959ခုနှစ်တွ
အတွင်းဘုန်းတော်ဝင်စားခဲ့ပါတယ်ဆက်လက်ပြီးဒုတိယတဦးအနေနဲ့အဘိုးတိတ်ခါတော်ရဆရာအေမော့စ်ဖိုးခေအကြောင်းကိုဖော်ပြလိုပါတယ်တိတ်ခါတော်ရဆရာအေမော့စ်ဖိုးခေသည်အဖိုးဆရာဝန်ကြီးနှင့်ဖီနော်မာရီယာတို့၏သားဖြစ်ပြီး1892ခုနှစ်ဧပြီလ9ရက်နေ့တွင်မွေးဖွားခဲ့ပါသည်ဥပဇာအပိုင်းကခအထိအထက်တန်းပညာရများကိုသင်ယူစီးပူးခဲ့ရပါသည်ဖတို့ပဲခူးဒဝဲအထက်တန်းကျောင်းများတွင်တာဝန်ထမ်းဆောင်ခဲ့ရပါသည်ဖခင်ဖြစ်သူဘုန်းတော်ဝင်စားပြီးနောက်1960မှ1980ခုနှစ်အထိအသင်းချုပ်၏ဥက္ကဋ္ဌတာဝန်ကို10နှစ်တိုင်တိုင်ထမ်းဆောင်ခဲ့ရပါသည်ရန်ကုန်မြို့မှအသင်းတော်၏ပထမဦးဆုံးသင်းအုပ်ဆရာအဖြစ်1966မှ1980အထိဆက်ကပ်လှုပ်ဆောင်ခဲ့ပါသည်အသင်းသားတဦးတပတ်လင်15ပြားနှုန်းနှင့်စုစည်း၍အသင်းချုပ်ကြီး၏မြေခွဲနှင့်ပထမဦးဆုံးအသင်းချုပ်၏အဆောက်အဦကိုဝယ်ယူတည်ဆောက်ပေးခဲ့ပါသည်အသင်းချုပ်အဆောက်အဦကို1963ခုနှစ်တွင်အနုမောဒနာပြုဆက်ကပ်ခဲ့ရပါသည်ဘိုးဆရာကြီးသည်1963ခုနှစ်တွင်အသင်းချုပ်၏မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ BCC MCC ၏10ပါးမြောက်အသင်းဝင်ဖြစ်အောင်ဆောင်ရွက်ပေးခဲ့ပါသည်အသင်းချုပ်၏သာသနာလုပ်ငန်းများကိုထိရောက်စွာပုံမူ၍လှုပ်ဆောင်နိုင်ရန်သာသနာနယ်6နယ်ခွဲဝေသတ်မှတ်စီမံဆောင်ရွက်ပေးခဲ့ပါသည်နိုင်ငံတော်ဖွဲ့စည်းပုံနှင့်စီလျော်သောအသင်းချုပ်၏အမည်ကို1964ခုနှစ်တွင်မြို့သားချင်းထောက်ပံ့သည့်ကရင်နှစ်ချင်းခရစ်ယာန်သာသနာပြုအသင်းအဖြစ်မပုံတင်ရာတွင်လည်းဦးဆောင်ပါဝင်ခဲ့ပါသည်အသင်းချုပ်၏သာသနာလုပ်ငန်းများတွင်ရှေ့တန်းမှဦးဆောင်ကစွမ်းစွမ်းတမန်လှုပ်ဆောင်ခဲ့သောအဘိုးဆရာတော်အေမော့စ်ဖိုးခေသည်1980ခုနှစ်ဒီဇင်ဘာလတွင်ဘုန်းတော်ဝင်စားခဲ့ပါသည်တတရတူဦးအနေနဲ့ဆရာတော်မန်းလွင်အကြောင်းကိုဖော်ပြလိုပါတယ်ဘိုးဆရာတော်မန်းလွင်သည်ပန်းတနော်သာသနာနယ်မှအသင်းချုပ်သာသနာလုပ်ငန်းကိုထူးချွန်ပြောင်မြောက်စွာဆက်ကပ်လှုပ်ဆောင်ခဲ့သောဓမ္မအမှုတော်ဆောင်ကြီးဖြစ်ပါသည်ဖူးဖိုးငွေခီးစိန်ချေတို့မှ1286ခုနှစ်နတော်လကွယ်တွင်မွေးဖွားခဲ့ပါသည်ပသွယ်သူနှန့်စေးလာနှင့်အိမ်တောင်ကြခဲ့ပြီးသားသမီး9ယောက်ထွန်းကားခဲ့ပါသည်ဘိုးဆရာတော်ကြီးသည်အဘိုးဆရာဝန်ကြီး၏တပည့်အရင်အခြာဖြစ်ပါသည်မြန်မာကျမ်းစာကျောင်းတွင်အထူးကျောင်းသားအဖြစ်လေ့လာစီးပူးသင်ယူခဲ့ရသူလည်းဖြစ်ပါသည်ဘိုးဆရာကြီးသည်စံကြအသင်းတော်၏သင်းအုပ်ဆရာအသင်းချုပ်၏ဥက္ကဋ္ဌယာရုများကိုထမ်းဆောင်ခဲ့ရပါသည်1993ခုနှစ်ဩဂုတ်လ28ရက်နေ့အသက်68နှစ်တွင်ဘုန်းတော်ဝင်စားခဲ့ပါသည်ဓမ္မအမှုတော်များကိုတေဒီတိုင်အောင်သစ္စာရှိစွာတောင်းဝန်ကျေပြွန်စွာဆက်ကပ်အမှုတော်ဆောင်ခဲ့သောသာဓုသစ္စာရှိသောငယ်သားကောင်းဖြစ်ပါသည်သဒုဋ္ဌအနေဖြင့်ဆရာတော်ဆမ်ဆန်အကြောင်းကိုဖော်ပြလိုပါတယ်ဘိုးဆရာတော်ဆမ်ဆန်သည်မူပင်ညောင်တုံးတွန်တေးကြိုက်လသာသနာနယ်မှဘုရားရှင်ရဲ့မှုတော်များကိုထူးချွန်ပြောင်မြောက်စွာလှုပ်ဆောင်ခဲ့သောဓမ္မမှုတော်ဆောင်ကြီးတစ်ပါးဖြစ်ပါသည်ဥစံဖြူဒေါ်ဒေါင်းစိန်တို့မှ1926ခုနှစ်တွင်ဝေးဖွားလာခဲ့ပါသည်1950ခုနှစ်တွင်ဘိုးဆရာတော်ရာဝင်း၏လက်ထဲ၌နှစ်ချင်းမင်္ဂလာကိုခံယူခဲ့ပါသည်1960ခုနှစ်တွင်မြန်မာကျမ်းစာကျောင်းမှအောင်မြင်လာပြီး1969ခုနှစ်တွင်ဆ ्याम နော်မရီနာနှင့်လက်ထပ်ခဲ့ရာသားသမီး9ဦးထွန်းကားခဲ့ပါသည်အဘိုးဆရာတော်ကြီးသည်အပျော်အဟောကောင်း၍ထက်မြက်သွက်လက်သောဉာဏ်စွမ်းပါရမီရှင်ဖြစ်ပါသည်အသင်းချုပ်လူငယ်အတွင်ရင်မူအသင်းချုပ်တွဲဘက်အတွင်ရင်မူတွန်တေးတမန်ကျမ်းစာကျောင်း၏ဒုကျောင်းအုပ်အသင်းချုပ်ဓမ္မဆရာအဖွဲ့ဧတအဖွဲ့ခရိယန်အိမ်တော်အဖွဲ့တို့၏တာဝန်ခံစသောတာဝန်တို့ကိုဆက်ကပ်လှုပ်ဆောင်ခဲ့ရပါသည်
ဘိုးဆရာတော်ကြီးသည်2004ခုနှစ်အသက်88နှစ်တွင်ဘုန်းတော်ဝင်စားခဲ့ပါသည်ဆက်လက်၍နံပါတ်5ဆရာတော်ထွန်းသာအကြောင်းကိုဖော်ပြလိုပါတယ်ဘိုးဆရာတော်ထွန်းသာသည်ဖတို့ယခင်ပဲခူးသာသနာနယ်မှဘုရားရှင်၏အမှုတော်မြတ်ကိုအသက်ဆွန့်၍ထမ်းဆောင်ခဲ့သောဓမ္မအမှုတော်ဆောင်ကြီးတစ်ပါးဖြစ်ပါသည်ကြိုင်လာမြို့နယ်သူဇာဝကျေးရွာအနီးရှိကတစ်ကုန်းကျေးရွာတွင်25ရက်12လ1909ခုနှစ်တွင်မွေးဖွားလာခဲ့ပါသည်မိဘနှစ်ပါးမှာဖူးပန်းစံနှင့်ဖီးငွေရင်တို့ဖြစ်ပါသည်အဘိုးဆရာဝန်ကြီးထံမှဓမ္မပညာရများကိုလေ့လာစီးပူးခဲ့ပြီးအသက်25နှစ်အရွယ်တွင်ဖိုဖက်ထာကျေးရွာမှရေကြည်ကျောင်းအသင်းတော်သို့ရောက်ရှိလာကသာသနာလုပ်ငန်းကိုစတင်ဆောင်ရွက်ခဲ့ပါသည်ဘိုးဆရာတော်ကြီးသည်ရေကြည်ကျောင်းအသင်းတော်၏သင်းအုပ်ဆရာအသင်းချုပ်၏ဥက္ကဋ္ဌအဖြစ်1980မှ1986ခုနှစ်အထိတာဝန်ယူခဲ့ရသည့်အပြင်ဖတို့ပဲခူးသာသနာနယ်၏သာသနာလုပ်ငန်းများကိုရှေ့တန်းမှဥဆောင်ဥရွက်ပြုကာဆက်ကလှုပ်ဆောင်ခဲ့ပါသည်ဘိုးဆရာတော်ကြီးသည်1994ခုနှစ်နိုဝင်ဘာလ6ရက်နေ့အသက်85နှစ်အရွယ်အထိမှုတော်မြတ်တွင်ဆက်ကပါဝင်ခဲ့ပြီးဘုန်းတော်ဝင်စားသွားပါသည်ဆက်လက်ပြီးသတ္တမမြောက်အဖြစ်ဆရာတော်ဥပကြံကျောင်းကိုဖော်ပြလိုပါတယ်အဘိုးဆရာတော်ဗကြံသည်ဖြာပုံမြောင်းမြသာသနာနယ်မှထူးချွန်ပြောင်မြောက်သောဓမ္မအမှုတော်ဆောင်ကြီးတစ်ပါးဖြစ်ပါသည်ဘုရားတော်ကျေးရွာတွင်1905ခုနှစ်၌ဝေးဖွားခဲ့ပါသည်ဘိုးဆရာတော်ကြီးသည်ဆရာတော်ဥရွှေပန်းတက်ထဲတွင်နှစ်ချင်းမင်္ဂလာကိုခံယူခဲ့ပါသည်နော်စိန်ရင်နှင့်တန်တဇာကျေးရွာတွင်လက်ထပ်ကသာသမီ10ဦးထွန်းကားခဲ့ပါသည်ဘိုးဆရာဝန်ကြီးထံမှဓမ္မပညာရများကိုလေ့လာစီးပူးခဲ့ရပါသည်ဘုရားတော်အသင်းတော်ဤသင်းအုပ်ဆရာဖြာပုံမြောင်းမြသာသနာနယ်ဤအင်းအိုကလိတာဝန်ခံစသောတာဝန်ရာထူးများအပြင်အသင်းချုပ်ဤသာသနာလုပ်ငန်းများတွင်လည်းတက်တက်ကြွကြွပါဝင်ဆက်ကပ်ခဲ့ပါသည်ဘိုးဆရာတော်ကြီးသည်1988ခုနှစ်အသက်83နှစ်တွင်ဘုန်းတော်ဝင်စားခဲ့ပါသည်ဆက်လက်ပြီးတတ္တမမြောက်အဖြစ်ဆရာတော်စောထွန်းကုန်ကြီးအကြောင်းကိုဖော်ပြလိုပါတယ်ဘိုးဆရာတော်စောထွန်းကုန်ကြီးသည်မြို့သားချင်းထောက်ပံ့သည့်ကရင်နှစ်ချင်းခရစ်ယာန်သာသနာပြုအသင်းကြီး၏သာသနာသမိုင်းကိုတခေတ်ဆန်းသစ်အောင်စွမ်းစွမ်းတမန်လှုပ်ဆောင်ခဲ့သောရန်ကုန်မော်ဘီတာဝတီနယ်မှဓမ္မအမှုတော်ဆောင်ကြီးတစ်ပါးဖြစ်ပါသည်ဥတာဆိုလော်ရွှေတင်တို့မှ1285ခုတဘိုးတွဲလဇန်9ရက်နေ့တွင်ဝေးဖွားလာပါသည်အထက်တန်းပညာရများကိုပဲခူးဒဝဲအထက်တန်းကျောင်းများတွင်လေ့လာသင်ယူစီးပူးခဲ့ရပြီးဆေးပညာရများနှင့်စီးပွားရေးဆိုင်ရာအဆင့်မြင့်ပညာရများကိုရန်ကုန်မြို့တွင်၎င်းလေ့လာစီးပူးသင်ယူခဲ့ရပါသည်ကုမ္ပဏီလုပ်ငန်းများတွင်အယောင်စည်ရေးမှမန်နေဂျာရာထူးအထိလှုပ်ဆောင်ခဲ့ပူပါသည်ဘိုးဆရာတော်ကြီးသည်ဂမတ်ဂီတန်းနှင့်31ရက်10လ1950ခုနှစ်တွင်လက်ထပ်ခဲ့ရာသာသမီ2ဦးထွန်းကားခဲ့ပါသည်ဘိုးဆရာတော်ကြီးသည်1969ခုနှစ်မှစ၍ရန်ကုန်မြို့မှအသင်းတော်၏သင်းအုပ်ဆရာတာဝန်ကိုထမ်းဆောင်ခဲ့ရပြီး1982ခုနှစ်တွင်လက်တင်မင်္ဂလာကိုခံယူခဲ့ပါသည်ကျေးဇူးတော်မြတ်အသင်းတော်ဘဲလင်အသင်းတော်၏သင်းအုပ်ဆရာယာထူးယမတသာသနာနယ်၏ဥက္ကဋ္ဌယာထူးများအပြင်မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၏ဥက္ကဋ္ဌတာဝန်တို့ကိုထမ်းဆောင်ခဲ့ပူပါသည်တွန်တေးကျမ်းစာကျောင်း၏ကျောင်းအုပ်အသင်းချုပ်၏အထွေထွေအတွင်းရေးမှူးအဖြစ်1982ခုနှစ်မှ1992ခုနှစ်ဥက္ကဋ္ဌအဖြစ်1993ခုနှစ်မှ2004ခုနှစ်အထိတာဝန်ယူဆောင်ရွက်ခဲ့ပါသည်ဘိုးဆရာတော်ကြီးသည်30ရက်4လ2004ခုနှစ်တွင်ဘုန်းတော်ဝင်စား
စားခဲ့ပါသည် ဆက်လက်ပြီးအဘိုးဆရာဦးကြာလာ၏အထုပ်ပတ်တိကိုဖော်ပြပေးပါမယ်ဘိုးဆရာတော်ဦးကြာလာသည်ပသိမ်ဟင်းသရသာသနာနှင့်ပေါင်းစုကြီးအသင်းတော်မှဓမ္မအမှုတော်ဆောင်ကြီးဖြစ်ပါသည်ဘိုးဆရာကြီးသည်ဖူးမောက်ကြီးဖီးရွှေကြိုးတို့မှ1915ခုနှစ်တွင်မွေးဖွားခဲ့ပါသည်ညီကိုမောင်နှမ9ယောက်ရှိပြီး9ယောက်မြောက်သူဖြစ်ပါသည်1929ခုနှစ်တွင်အဘိုးဆရာဝန်ကြီးထံမှနှစ်ချင်းမင်္ဂလာကိုခံယူခဲ့ပြီးအဘိုးဆရာဝန်ကြီးထံမှဓမ္မပညာရများကိုလေ့လာစီးပူးကသာသနာလုပ်ငန်းတွင်ပါဝင်ဆက်ကလှုပ်ဆောင်ခဲ့ပါသည်1948ခုနှစ်တွင်ကျွဲချံတောက်ကြေးရွာမှနော်စာဖောနှင့်ထိမ်းများလက်ထပ်ခဲ့ပြီးသားသမီး9ဦးထွန်းကားခဲ့ပါသည်ဘောင်းစုကြီးတင်းအိုဆရာဖြစ်သောဖူးကြားနှင့်လက်တွဲကအသင်းတော်ဤလုပ်ငန်းများကိုလှုပ်ဆောင်ခဲ့ပါသည်1989ခုနှစ်တွင်ဖူးကြားဘုန်းတော်ဝင်စားခဲ့သဖြင့်အသင်းတော်ဤလုပ်ငန်းကို1982ခုနှစ်မှစ၍တာဝန်ယူလှုပ်ဆောင်ခဲ့ရပါသည်1982ခုနှစ်တွင်လက်တင်မင်္ဂလာကိုခံယူခဲ့ပါသည်အဘိုးဆရာဦးကြာလာသည်အသင်းချုပ်၏သာသနာလုပ်ငန်းများတွင်တော်၎င်းသာသနာနယ်အတွင်းလုပ်ငန်းများတွင်တော်၎င်းဖျားရှင်ရမှုတော်ကိုထူးချွန်ပြောင်မြောက်စွာထမ်းဆောင်ခဲ့သူဖြစ်ပါသည်ဘိုးဆရာဦးကြာလာသည်အသက်89နှစ်28ရက်9လ90ခုနှစ်တွင်ဘုန်းတော်ဝင်စားသွားပါသည်နောက်ဆုံးအနေဖြင့်လက်ရှိအသင်းချုပ်၏ဥက္ကဋ္ဌဖြစ်သောအဘိုးဆရာတော်တာမလာအကြောင်းကိုဖော်ပြလိုပါတယ်။ဘိုးဆရာတော်တာမလာသည်လက်ရှိမြို့သားချင်းထောက်ပံ့သည့်ကရင်နှစ်ချင်းခရစ်ယာန်သာသနာပြုအသင်း၏ဥက္ကဋ္ဌကြီးဖြစ်ပါသည်။အဘိုးဆရာတော်သည်ကရင်ပြည်နယ်ဖန်းအံမြို့နှင့်10မိုင်ခန့်ဝေးကွာသောလေထောကြေးရွာတွင်23/3/44ရက်နေ့တွင်မွေးဖွားခဲ့ပါသည်မိဘနှစ်ပါးမှာဖူးအောင်တင်နှင့်ဖီးဆေးရီတို့ဖြစ်ပါသည်ညီကိုမောင်နှမ9ဦးရှိပါသည်ကတိုင်ဒီအလယ်တန်းကျောင်းတွင်စတ္တမတန်းအထိအောင်မြင်ခဲ့ပါသည်မော်ဘီဒါကွာလောအသင်းတော်၌ဆရာတော်အောင်တာမြတ်လက်ထဲတွင်နှစ်ချင်းမင်္ဂလာကိုခံယူခဲ့ပါသည်အဘိုးဆရာတော်သည်ရန်ကုန်အလုံဟုံးမရှင်ကျမ်းစာကျောင်းမှ1968ခုနှစ်တွင်အောင်မြင်လာခဲ့ပြီး1969ခုနှစ်မတ်လ26ရက်နေ့တွင်ဖဒိုမှဆရာမနော်လာအေနှင့်ဖဒိုအသင်းတော်တွင်လက်ထပ်ခဲ့ပါသည်သားသမီး17ဦးနှင့်မြေး25ဦးရှိပြီဖြစ်ပါသည်အဘိုးဆရာတော်သည်ဖဒိုအသင်းတော်၌သင်းအုပ်ဆရာမကြီးဖြစ်သောဒေါ်လွန်းတာကို10နှစ်တိုင်ပံ့ပိုးကူညီခဲ့ပြီး1980ခုနှစ်တွင်သင်းအုပ်အဖြစ်တင်မြှောက်ခြင်းခံခဲ့ရပါသည်1989ခုနှစ်တွင်လက်တင်မင်္ဂလာကိုခံယူခဲ့ပါသည်အဘိုးဆရာတော်ကြီးသည်ဖဒိုသာသနာနယ်၏လူငယ်ဥက္ကဋ္ဌဓမ္မဆရာဥက္ကဋ္ဌသာသနာနယ်ဥက္ကဋ္ဌအသင်းချုပ်၏ဥက္ကဋ္ဌစသောတာဝန်များစွာကိုထမ်းဆောင်ခဲ့ရပါသည်အသင်းချုပ်အဆောက်အဦပြန်လည်တည်ဆောက်ရာတွင်တော်၎င်း3000ခန့်ကုန်ကျခဲ့သောဖဒိုအသင်းတော်၏ဗိမာန်တော်ကိုတည်ဆောက်ရာတွင်တော်၎င်းရှေ့တန်းမှဥဆောင်ပါဝင်ခဲ့ပါသည်ယောဂဝေဒနာဖြစ်စည်းမှုများကြားမှပင်သာသနာ၏လုပ်ငန်းကိုအားသွန်ခွန်စိုက်ကြိုးစားကာဆက်ကလှုပ်ဆောင်ခဲ့သောဂန္ဓဝင်မြောက်သမိုင်းဝင်ဓမ္မအမှုတော်ဆောင်ကြီးတစ်ပါးဖြစ်ပါသည်